Hello， 大家好，你当爸呀妈玩老师吧。第呢啲 video ကတော့ကလေးတယောက်လာမေးထားတဲ့ဒီဟာလေးကိုဖြည့်ပေးမှာဖြစ်ပါတယ်။သူကမေးထားတာတော့အမှဖား耳朵ဆိုတဲ့ဟာလေးပေါ့နော်။ဖား耳朵ဆိုတာကတဲ့။မှာပါလေသူသိတာတော့ဒီပါလေမိမကြောက်ပေါ့နော်။ဒါပေမဲ့ဘာဖြစ်လို့နှစ်ရွက်ကာကာလေးဆိုတဲ့ဟာလေးကိုထည့်ပြောထားရလဲဖား耳朵ဆိုတာနှစ်ရွက်ကာကာလေးကိုပြောတာလားဘာဖြစ်လို့အဲ့လိုမျိုးထည့်ထားသလဲပေါ့နော်။ဆိုတော့ဒီဟာလေးကိုဖား耳朵ဆိုတဲ့ဟာလေးနဲ့老师ရှင်းပြပေးပါမယ်။ဖား耳朵ဆိုတာက老师四川方言ညာနော်四川စကားနဲ့လာတာဖြစ်ပါတယ်ညာနော်သူ့ရဲ့မူလပထမကသုံးလာတာကြတော့老师တို့ဒီ四川အမျိုးသားတွေသူတို့စပိန်စီးတဲ့ချိန်မှာညာနော်မိမတွေအပြင်ခေါ်တော့ဖို့ဆိုလို့ရှိရင်သူတို့တက်တောင်အေးအေးစစ်စစ်နဲ့လိုက်လို့ရအောင်ဆိုပြီးတော့သူတို့ရဲ့စပိန်ဘေးမှာဘေးတွဲလေးပုံစံပေါ့နော်ဘေးတွဲလေးပုံစံနှစ်ရွက်ပုံစံလေးနဲ့ဆိုပြီးတော့အဲ့မျိုးဘေးမှာချိတ်ထားပြီးတော့ခေါ်သွားတယ်ဘာလို့ဆိုအနောက်မှာထိုင်လို့ရှိရင်ပြင်ပန်းတာဘေးမှာစိန်လေးနဲ့ထိုင်သွားလို့ရအောင်သူတို့ကလည်းဘေးတွဲလေးနဲ့ထည့်ထားတယ်ဆိုတော့ဗာနဲ့တူလဲဆိုလို့ရှိရင်လောက်ဆိုတော့မြန်မာနိုင်ငံကစိုက်ကားနဲ့တူပါတယ်အဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့ဒါလေးကိုသူတို့ကဖား耳朵ဆိုတာအကန်မှာစလာတာနောက်ပိုင်းကျတော့ဒီဖား耳朵ဘယ်လိုသုံးလဲဆိုလို့ရှိရင်လောက်ဆိုဒီခုနကသူပြောတာမင်းမကြောက်ဆိုတာဟုတ်ပါတယ်ဖားဆိုတာက四川စကားထဲမှာကလောက်ဆိုပျော့တာညာတော့ပျော့လေးဆိုတော့တက်ပြန်မယ်ဆိုလို့ရှိရင်နှစ်ရွက်ပျော့လေးပေါ့နော်နှစ်ရွက်ပျော့တယ်ဆိုတဲ့တဘောဆိုတာကမိမစကားတွေနားထောင်တယ်ညာနော်မိမကိုကြောက်တဲ့ယောက်ျားလေးတွေကိုလို့ဆိုတော့ဖား耳朵လို့ခေါ်တာညာနော်ဆိုတော့四川ကလည်းလို့ဆိုတော့ဘာလဲဆိုလို့ရှိရင်သူကလှမိတ်子မိမတွေကဘာလဲအကုန်လုံးစွာတယ်လို့နာမည်ကြီးတယ်四川လှမိတ်子ဆိုတဲ့စကလုံးတောင်ရှိပြောကြစကားတောင်ရှိရဲ့ညာနော်四川လှမိတ်子ဆိုတော့四川ကောင်မလေးတွေကစွာတယ်ပေါ့နော်四川စွာတယ်ဆိုပြီးတော့အကြောင်းယောက်ျားလေးတွေကြတော့မိမကြောက်တယ်ပေါ့နော်အကြောင်းဒီဖား耳朵ဆိုရများတော့ဖြင့်လို့ဆိုတော့မိမကြောက်တယ်ပြောပါတယ်မိမကိုကြောက်တဲ့ယောက်ျားလေးတွေ他是ဖား耳朵你是ဖား耳朵အကြောင်းလို့ဆိုဒီထဲမှာသူရေးထားတာဖား耳朵ဆိုတာအဲ့မျိုးပြောထားတာဖြစ်ပါတယ်ခေဆိုဖား耳朵မိမကြောက်ပါโอเคဒီဗီဒီယိုကြည့်နေလို့ဒီမှာ有没有ဖား耳朵呢ဒါလေးတော့အောက်မှာတော့ comment လုပ်လို့မဖြစ်ဘူး对吧ကိုယ့်ကိုသိရပြီ你是不是ဖား耳朵你自己知道对吧好的那这个视频就到这里了我们下个视频再见